မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးဖို့ရေးထားတာကလေသူငယ်ချင်းတွေရောက်မိုးနဲ့တော်တော်တို့ရဲ့ယရနာရှာပုံတော်ဇလန်းတော်လီတပုတ်ပါ မြေပုံကိုတွေးတဲ့အခါမိုးကချက်ချင်းပဲဟိုယေရနာတော့လိုက်ဖို့တအားဖြစ်နေတာ ဟုတ်ပါတော်တော်ကတော့နင်းနေတန်ရောက်ဝင်တယ်လို့ယုံတော့ဝဲမယုံတော့ဝဲနေပေါ့ ငဲလေဒါပေမဲ့သူငယ်ချင်းရဲ့စိတ်အားထက်သန်မှုရဲ့သူ့ကိုယ်ထဲမှာလဲစူးစမ်းခြင်းစိတ်နည်းနည်းတော့ရှိမှာပေါ့လေအဲ့ဒါကြောင့်လိုက်တော့ဖို့ဆုံးဖြတ်လိုက်ပုံပဲ ဒါသူတို့ရဲ့ခင်မင်မှုကိုလည်းပြတယ်နောက်ပြီးကိုယ်တန်တရားတွေကိုကြော်ပြီးအတစ်တစ်ခုစမ်းကြည့်ဖို့တတ်တည်လိုတာကိုလည်းပြနေတယ်လို့ပဲနော် အဲ့ဒီခွဲပြားမှုရဲ့ကြိုးဟာခရီးမှာကြုံရတဲ့စိန်ခေါ်မှုတွေမှာပို့ပြီးတော့တည်တံလာတယ်ဥပမာဟိုမြေကူတဲ့ခက်ခဲလေးမိုးရဲ့အကျင့်ကဖောင်လုံးမယ်ဆိုတော့လက်တွေ့ကြတယ်ဒါပေမဲ့ အန်ဒီရဲ့ကင်းဖို့ကြတော့တော်ရဲ့စားဖတ်ထားတဲ့ဘဟုတုတာကအရေးပါသွားတာရေစည်းကြောင်းဘလို့ရှိလဲပါညာပေါ့ ဟုတ်တယ်တယောက်ကဘာလို့မလဲစဉ်းစားပေးတယ်နောက်တစ်ယောက်ကဘလို့စနစ်တကျလုံးမလဲဆိုတော့ဖြေပေးလိုက် ဟုတ်ပါတယောက်တည်းဆိုတော့အဲ့ဒီမြစ်ကိုဘယ်လိုကိုဖက်နိုင်မှာမဟုတ်ဘူးလေ အေးလေ ပြီးတော့ဂူထဲရောက်တယ်ပါအဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ် ကူရဲကအမောင်ရင်ကြောက်စရာအတန်းနေရဆိုတော့ ဟုတ်တယ်အဲ့ဒီမှာတတိရှိဖို့လဲလိုသလိုအချင်းတွေကိုမမှန်ကန်ကန်တုံးတက်နိုင်ဖို့လဲလိုလာပြီ ဒီနေရာမှာလဲတော်ရဲ့ဟိုတွင်စာအုပ်ထဲကတင်ခေတဖတ်တဲ့အသိပညာကအတက်ကဲသလိုဖက်သွားပြီ ဒါစာတွေ့အသိပညာဆိုတာလက်တွေ့ဘဝမှာဘလို့အသုံးဝင်လဲဆိုတာပြတာပဲဟုတ်တယ်မလားအများအားသူမို့တတိချိပဲမဟုတ်ဘူးပေါ့ ဟုတ်တယ်ဒီအတွေ့အကြုံတွေကနေတကယ်မြင်သာလာတာကအဖွဲတစ်ဖွဲရဲ့အစွမ်းဆိုတာတယောက်ချင်းစီရဲ့အားသာချက်တွေပေါင်းစပ်နိုင်မှုပဲ မှန်ပါတယ် မိုးရဲ့ဟိုစိတ်အားထက်သန်မှုစလုပ်ခြင်းတဲ့စိတ်ကသူတို့ကိုရှေ့ဆက်ဖို့တွန်းအားပေးတယ်တော်ရဲ့အသိပညာတတိထားမှုစဉ်းစားဆင်ခြင်နေစွမ်းကကြတော့ခရီးကိုဘေးကင်းစေပြီးလမ်းမှန်ရောက်အောင်ပို့ပေးတယ် ယရနာတိတ်တာဆိုပြီးတွေ့လိုက်တော့အဲ့အချိန်မှာတော့နေရာလုံးတော်တော်ဆေးလို့ရှားနေမှာ အေးလေဘာဒီများပါမလဲဆိုပြီးမျောလင့်ချက်ကြီးနေပေါ့ ဟုတ်ပါဒါပေမဲ့ဖွင့်လိုက်တော့ရွှဲတဲ့ငွေတွေမဟုတ်ဘဲနဲ့စာလိပ်လေးတစ်ခုရဲ့ဓပုံဟောင်းဓပုံရဲ့ပဲတွေ့တာ အဲ့ဒီမှာနည်းနည်းတော့ဟိုမျောလင့်ချက်နဲ့တလွဲထဲသွားတဲ့အခိုက်အတန့်ပေါ့ဒါပေမဲ့အဲ့ဒီပစ္စည်းတွေအဒီဘဲကဘာလဲဆိုတာသိကျင်စိတ်ပိုပြင်းလာမှာပဲ အဲ့ဒီစာလိပ်ထဲကအဘိုးရဲ့စကားကတကယ့်ကိုဇလန်ရဲ့အနက်တာတာပဲ ဟုတ်တယ်ဘဝရဲ့အကြီးမားဆုံးယရနာကမင်းတို့ရဲ့စွန့်စားမှုတွေကရလာတဲ့အတွေ့အကြုံတွေနဲ့တငယ်ချင်းကောင်းတွေပဲဆိုတဲ့စကားကယောဝတ္ထုတန်ဖို့ထပိုကြည့်တဲ့အဒီဘဲကိုဖော်ဆောင်နေတယ် ပြီးတော့ဟိုဓပုံလေးအဘိုးကိုယ်တိုင်ငယ်ငယ်ကသူတငယ်ချင်းတွေနဲ့အဲ့ဒီနေရာမှာရှိခဲ့ဘူးတဲ့ပုံ အဲ့ဒါကပို့ပြီးတော့တက်တေပြနေတာပေါ့အဘိုးကသူ့ရဲ့အမွေးကိုယောဝတ္ထုပစ္စည်းလို့မပေးဘဲနဲ့တန်ဖိုးရှိတဲ့ဘဝသင်ခန်းစာပေးချင်ခဲ့တာမျိုး ဣတာကပို့ပြီးတော့တန်ဖိုးရှိနိုင်တယ် ဟုတ်ပါတယ် သူတို့ခင်မင်မို့ပို့ခိုင်မြဲသွားတယ်အချင်းချင်းရဲ့အားသာချက်တွေကိုနားလေပြီးတုံးချက်တက်သွားတယ်အတူတူအခက်ခဲကြော်ဖြတ်ခဲ့တဲ့အမတ်တရားတွေရလိုက်တယ်ဒါသူတို့ရဲ့တက်ခဲ့ယရနာပဲပေါ့နော် ဟေးလေယောဝတ္ထုယရနာတွေကဂုံသွားနိုင်တယ်ပျောက်သွားနိုင်တယ်ဒီလိုတွေ့ကြုံတဲ့ခင်မြမှုကတော့အမြဲကြံနေမှာ ဒီဇလန်လေးကတကယ်တော့ယရနာဆိုတာကိုဘလို့အတိတ်ပဲဖွင့်လဲဆိုတာပြန်စင်းဆဲစေတာတဲ့ ဟုတ်တယ်လူတွေကများသောအားဖြင့်ယောဝတ္ထုကျွယ်ဝမှုကိုပဲအောင်မြင်မှုလို့သတ်မှတ်တတ်ကြတာကိုဒါပေမဲ့ဒီဇလန်ကကြတော့ပျော်ရွှင်မှုတန်ဖိုးထားမှုဆိုတာခရီးစဉ်ကိုယ်တိုင်အတွေ့အကြုံတဲ့ဆက်ဆံရေးတွေထဲမှာလည်းအပြည့်ရှိနိုင်တယ်ဆိုတဲ့အမြင်ကိုပြသွားတယ် ဆိုတော့အနစ်ချုပ်ရရင်တော့လေဒီဇလန်လေးနဲ့ရတဲ့အဓိကတင်ငန်းစာကတော့ယရနာဆိုတာအမြဲတမ်းမျက်စိနဲ့မြင်လက်နဲ့ကင်လို့ရတာကြီးမဟုတ်ဘူးဆိုတာပါပဲ မှန်ပါတယ် တခါတလေကိုယ့်ရဲ့စူးစမ်းမှုအတူလက်တွဲလှုပ်ဆောင်မှုခက်ခဲချိန်မှာရခဲ့တဲ့အမှတ်တရတွေခိုင်မြဲလာတဲ့ဆက်ဆံရေးတွေကရွှေတွေငွေတွေထက်ပိုတန်ဖို့ရှိတဲ့ယရနာစစ်တွေဖြစ်နေတတ်တယ် မိုးနဲ့တော်နောက်ထပ်စွန့်စားခန်းတွေအတူသွားဖို့သဘောတူလိုက်တာကသူတို့ဒီအတိကိုကောင်းကောင်းရသွားပြီဆိုတော့ပြတာပဲ ဟုတ်တယ်ဒီတော့နောက်ဆုံးအနေနဲ့ပေါ့လေနားထောင်နေတဲ့သူတွေကိုလည်းအတွေ့လေးတစ်ခုထားခဲ့ခြင်းတယ် ဟုတ်ကဲ့ ကိုယ့်ရဲ့ဘဝမှာတော့ပေါ့ဘယ်လိုအတွေ့အကြုံမျိုးဘယ်လိုဆက်ဆံရေးမျိုးတွေကိုတကယ်ရွှေငွေဥစ္စာတွေထက်ပိုပြီးတန်ဖိုးရှိတယ်လို့မြင်ပါတယ်လေကိုယ့်ရဲ့တကယ်ယရနာကဘာဖြစ်နိုင်မလဲဆိုတာခဏလောက်စဉ်းစားကြည့်ဖို့ပေါ့လေ ကောင်းတဲ့မိခုံးလေးပါပဲဒါကိုစဉ်းစားကြည့်ရင်ဒီဆွေးနွေးမှုကိုအဆုံးသတ်လိုက်ကြအောင်